ဟုတ်ပြီ966GF ကိုသုံးဖို့အရင်ဆုံးကျွန်တော်တို့ 966GF ကိုလောင်းချဖို့လိုပါတယ် 966GF လိပ်စာကတော့ 966.js ပါဟုတ်ပြီအရင်ဆုံး down ချဖို့ down ဆိုတဲ့ button ကိုနှိပ်လိုက်ပါ okay 966GF ကိုကဒီနာမည်လေးနဲ့ down ချလို့ရသေးပါလိမ့်မယ် down ချနေပါ okay down ချလို့ပြီးသွားရင် 966GF ထဲမှာကိုအောက်မှာ CSS အောက်မှာ 966.css ရှိပါတယ်အဲ့ဒါလေးယူလိုက်ပါ okay ကျွန်တော်တို့ 966 ကိုကျွန်တော် project folder ထဲမှာတွားထည့်လိုက်မယ် 966.css ဟုတ်ပြီကျွန်တော် 966.js ကို project folder ထဲမှာထည့်ပြီးပါပြီ okay ကျွန်တော် index html file တစ်ခုဖန်တီးရအောင် index.html okay ကျွန်တော်အရင်ဆုံးစာရေးမယ် sorry html title 966GS okay ကျွန်တော်တို့ in here shift f ကကျွန်တော် 966GS ကိုကျွန်တော်ထည့်ပါမယ် 960.css type test mean css okay ကျွန်တော်ထည့်ပြီးခါမှာ 966GS ကိုစတော့မယ်ဆိုရင်ပထမဆုံးကျွန်တော် div class okay container တွဲကျွန်တော်တို့တွဲ column ကိုသုံးပါမယ်အဲကြောင့် container တွဲလို့ကျွန်တော်ရေးလိုက်ပါတယ် okay တွဲ column သုံးပြီးခါမှာစုပေါင်း column ပေါင်း12ခုရှိတယ်ကျွန်တော်တို့အပေါ်ဘက်မှာကျွန်တော်တို့က column 3ခုထားမယ် column 3ခုထားမယ်ဖြစ်တဲ့အတွက်ကြောင့်စုပေါင်းပြ grid 4ရှိရဲ့ဟာ3ခုပေါ့ကဲအဲကြောင့်ကျွန်တော်ဘယ်လိုလုပ်လို့ရလဲကြာဒီ grid 4ခုပေါ့ဒါကို grid ဘယ်လောက်လို့ခြင်းတဲ့ပုံမှာကိုယ့်အကိုကြိုက်တော့သုံးလို့ရပါတယ်ကျွန်တော် grid 4ခုရေးမယ်လို့ပြောထားပါတယ် okay top 1လို့ကျွန်တော်နာမည်ပေးလိုက်တယ်12ခုဖြစ်တဲ့အတွက်ကြောင့်ဒါစုပေါင်း3ခုကျွန်တော်ဖန်တီးထားပါမယ်3ခုအတွက်ကြောင့် okay 3ခုဖြစ်သွားပါပြီကဲဒါလေးကိုကျွန်တော်တို့ပြန်ကြည့်ရအောင်ကျွန်တော်တို့မှာ top 1 top 2 top 3ဖြစ်နေတယ်ဟုတ်ပြီအဲ့ဒါကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်အောင်ကျွန်တော်တို့ဒီဥစ္စာကို top ဆိုတဲ့ class လေးကျွန်တော်ထပ်ဖြည့်လိုက်ပါတယ် top okay ကျွန်တော်ဒီမှာ css စမ်းကြည့်အောင် top ဆိုတဲ့ class ကိုကျွန်တော်တို့ background color တစ်ခုပေးလိုက်ပါမယ်okay background color ကျွန်တော်ပေးလိုက်ပါပြီဒီမှာဒီလိုဖြစ်မြင်ရပါပြီမှာကျွန်တော်ချင်းချင်းလင်းလင်းမြင်ရပါပြီ top 3အရောင်တိတ်ရောကြည့်လင်းနေဦးကျွန်တော်တို့အရောင်ကောင်းကောင်းလေးဖြစ်တော့အောင်ဟိုဆိုကျွန်တော်ရောင်အေးရောင်ဒီရောင်ကျွန်တော်တို့ဟုတ်ပြီ okay မှာ top 1 top 2 top 2 top 3ဟုတ်ပြီဒါအပေါ်ဘက်ကကျွန်တော်အဲ့ဒါကိုကျွန်တော်တို့က height ထည့်လိုက်မယ်ကျွန်တော်တို့အဲ့ဒါကိုဘယ်လိုကြည့်50 pixel ယူပါမယ်အဲ့ top တက်50 pixel ဟုတ်ပြီကျွန်တော်အခုကျွန်တော် content ကိုသွားပါမယ် content မှာကကျွန်တော်တို့ကဘယ်လိုမျိုးစဉ်းစားမလဲဆိုတော့ right side bar ပါမယ် left side မှာ content ထားမယ် okay right side bar ပါမယ် right side bar ပါမယ်ဆိုတဲ့အတွက်ကြောင့်ဒီဥစ္စာကျွန်တော် grid 8ခုပဲယူပါတယ်ဟုတ်ပြီ grid 8ခုပဲယူရဲနောက် right side bar အတွက်ကျွန်တော်ကျန်တဲ့ grid 4ခုယူလိုက်ပါတယ်ဒါက right side bar ဒါ content okay right side bar content ဟုတ်ပြီကျွန်တော်နောက်ဆုံးကျွန်တော် footer တစ်ခုထပ်ပါပါမယ်okay ဒါဆိုကျွန်တော်တို့sorry grid footer ကျွန်တော်တို့အပြည့်ယူမယ် spec column ဖြစ်တဲ့အတွက်ကျွန်တော်တို့ grid 12ခုလုံးကျွန်တော်ယူလိုက်ပါတယ်အပြည့်ကိုယူလိုက်ပါတယ်ဒါ footer okay ကျွန်တော်တို့ nation လင်းဖြစ်တော့အောင် footer web bar ဒါ footer web bar ဒါက r site bar web bar okay content via web bar okay ကျွန်တော်ဒီဥစ္စာကျွန်တော် top web bar လို့ပြီးလိုက်ပါမယ်နာမည် okay
ကျွန်တော်ဒီဥစ္စာကိုကျွန်တော်နာမည်ပြောင်းဖို့လိုပါတယ် okay ပြီးတဲ့အခါကျရင်ကျွန်တော်တို့ contact web ကိုကျွန်တော်နာမည်ပေးပါမယ် CSS သုံးပါမယ် contact web okay ကျွန်တော်တို့ founder site ကိုတွဲပြီး သုံးမယ်ပေါ့ okay okay ဒါကR site bar web bar ကျွန်တော်ရှင်းရှင်းလင်းလင်းသိအောင်ကျွန်တော် color background color သုံးပါမယ် okay background color ကျွန်တော်ဒီဥစ္စာကိုတခြားအရာကျွန်တော်သုံးလိုက်ပါမယ်ဒါမြင်တော့ပြတာပါ okay ဒီအခါမှာကျွန်တော် footer web bar တစ်ခုပါပါမယ်အဲ့ဒါကျွန်တော် background color တစ်ခုပေးလိုက်ပါမယ် okay ကျွန်တော် background color ပေးပြီးပါပြီ okay ကျွန်မ top အတုံးကို right side က footer contact okay ဒါဆိုရင်လုံးနေပါပြီကျွန်တော် header logo နေရာကြီးကျွန်တော်ထပ်ထည့်ခြင်းတယ်ကျွန်တော် logo ကိုကျွန်တော်တို့ကအများကြီးတန်းပေးခြင်းဘူးသူ့ရဲ့ logo နေရာကိုဘယ်လောက်ပဲပေးမလဲဆိုတော့ဒီ၄ခုပဲပေးမယ်ကျွန်တဲ့ဟာကိုကျွန်တဲ့ခုကိုကြာကျွန်တော်ကြော်ညာဟာနေရကျွန်တော်ထားလိုက်ပါမယ် okay ၄ခုပဲပေးမယ် logo ပြီးတော့ class echo ၈ခု PDF here ဟုတ်ပါပြီဒါဆိုရင်ကျွန်တော်တို့960GL ကိုသုံးပြီးကျွန်တော်တို့ layout တစ်ခုကိုချပြီးပါပြီlayout တစ်ခုချပြီးရဲ့အချိန်မှာကျွန်တော်တို့ပါ padding တွေပါသုံးကျင်တဲ့အပြဿနာပေါ့ပြထားပါတော့ကျွန်တော်တို့ဒီမှာ contact မှာဒီမှာ right side bar မှာပေါ့ right side bar မှာကျွန်တော်တို့က padding သုံးကျင်တယ် okay right side bar မှာကျွန်တော် padding ထည့်ကြည့်လိုက်ပါ padding left ကိုကျွန်တော်တန်းပြီးသေးတော့ကျွန်တော်တို့ကရွှေ့ကျင်တယ် padding တန်းပြီးသေးရွှေ့ကျင်တယ်ဒါပေမဲ့အလုံးဖြစ်တိုင်းကျွန်တော်ဒီလိုမျိုးပြန်လာတက်သွားပါမယ်။ဘာကြောင့်လဲဆိုတော့အခုချိန်မှာကျွန်တော်တို့ရဲ့ဒီ site bar နဲ့ဒီစာနဲ့ကလည်းအရင်ကတ်နေတယ်။အဲဒါကြောင့်ကျွန်တော် padding သုံးမှဖြစ်မယ်။ဒါ padding သုံးတဲ့အခါမှာအလုံးကတ်သွားပါတယ်။အဲ့ဒါကိုဖြည့်ရှင်းဖို့ကဘယ်လိုမျိုးဖြည့်ရှင်းရမလဲဆိုတော့ okay ကျွန်တော်DIV layer တစ်ခုထပ်တုံးရပါမယ်။ DIV class R site bar okay အဲ့ဒါကိုဒီ right side bar ထဲကိုကျွန်တော်ထည့်လိုက်ပါမယ်။ okayပြီးတဲ့အခါကျမှကျွန်တော်တို့ R site bar web bar အောက်က R site bar okay R site bar ပြီးတဲ့အခါမှာbackground color padding ကျွန်တော် padding ထည့်ခြင်း padding left 10 px ပေးလိုက်ပါမယ်